အားလုံးမင်္ဂလာပါ MyOS မှာကြိုဆိုပါရစေဒီဗီဒီယိုမှာကတော့ OpenStreetMap website ကိုစတင်ဝင်ရောက်တဲ့အခါမှာမြင်ရမယ့် user interface ကိုရှင်းလင်းပြသသွားမှာဖြစ်ပါတယ် OpenStreetMap ရဲ့ main website ကတော့နေရာတစ်ခုတက်တက်ပဲမဟုတ်ပါဘူး OpenStreetMap ရဲ့ project, community, data တွေနဲ့ချိတ်ဆက်နိုင်တဲ့ဒီကနေရာတစ်ခုပဲဖြစ်ပါတယ် OSM account ကိုမဖွင့်ခင်ကတည်းက user interface ကိုလေ့လာထားမယ်ဆိုရင်မြေပုံတွေကိုပြင်ဆင်တဲ့အခါမှာပို့ပြီးတော့အဆင်ပြေချောမွေ့စေမှာဖြစ်ပါတယ် website ရဲ့ key features တွေကိုပြသသွားပါမယ် Map canvas မှာမြင်နေရတာကတော့ interactive map ဖြစ်ပါတယ်ဒီမြေပုံမှာဆိုရင်လက်ရှိ update ဖြစ်နေတဲ့ OpenStreetMap ချက်လက်တွေကိုပြသပေးထားတာဖြစ်ပြီးတော့မြေပုံကိုပန်နဲ့ဖိပြီးတော့ဆွဲတာဆိုရင် zoom out လုပ်ပြီးတော့ကမ္ဘာရဲ့ဘယ်နေရာကိုမဆိုရှောက်ပွေးကြည့်ရှုနိုင်ပါတယ်ဘယ်ဘက်ပေါ်တာမှာရှိတဲ့ search bar ကနေကိုသိချင်တဲ့နေရာလိပ်စာစိတ်ဝင်စားတဲ့နေရာ keyword တွေအပြင် coordinate တွေကိုပါရှောက်ဖွေနိုင်ပါတယ်edit ကတော့အဓိက web based editing tool ဖြစ်တဲ့ ID editor ကိုတိုက်ရိုက်သွားနိုင်တဲ့လမ်းကြောင်းပဲဖြစ်ပါတယ်သူ့ကိုသုံးဖို့အတွက်ကတော့အရင်ဆုံး OSM account ဖွင့်ပြီးတော့ login ဝင်ထားပေးဖို့လိုပါတယ်အပေါ်ဘက်မှာရှိနေတဲ့ menu bar ကတော့မြေပုံရေးဆွဲထားတဲ့ history ကိုပြန်ကြည့်တာ data export ထုတ်တာနဲ့ community data တွေကိုလေ့လာနိုင်ဖို့ချိတ်ဆက်နိုင်ပါတယ်ညာဘက်ပေါ်တော့က login sign up မှာတော့ OSM account အသစ်ဖွင့်တာဒါမှမဟုတ်ရှိပြီးသားအကောင့်နဲ့ဝင်တာတွေလုပ်နိုင်ပါတယ်ညာဘက်panelကတော့ map control လုပ်ရတဲ့အပိုင်းတွေဖြစ်ပါတယ် zoom in အောက်ကတော့မြေပုံကိုချုပ်ချက်ပြုလုပ်နိုင်တဲ့နေရာဖြစ်ပါတယ် layer ကတော့ map sign တွေပြောင်းလဲကြည့်ရှုနိုင်သလိုထပ်ဆောင် data layer တွေဖြစ်တဲ့ map node အများဆုံး GPS လမ်းကြောင်းစတာတွေကိုပါဖွင့်ပိတ်လုပ်ကြည့်နိုင်တဲ့နေရာဖြစ်ပါတယ်map key ကတော့မြေပုံပေါ်မှာမြင်နေရတဲ့သင်္ကေတတွေနဲ့မှတ်သားတွေကဘာကိုဆိုလိုသလဲဆိုတာကိုရှင်းပြပေးတဲ့မြေပုံလိုမျိုးဖြစ်ပါတယ် share မှာတော့လက်ရှိကြည့်နေတဲ့ map view လေးကိုဖန်တီးတာဒါမှမဟုတ်ပုံဖြစ် share ပေးတာတွေလုပ်နိုင်ပါတယ် add note ကတော့မြေပုံမှာအမှားယွင်းရှိနေတာဒါမှမဟုတ်လိုအပ်နေတဲ့အချက်လက်တွေကိုအခြားမြေပုံဆွဲသူတွေကဝင်ရောက်ပြင်ဆင်နိုင်အောင် note ရေးပြီးတော့အမှတ်သားလုပ်နိုင်တဲ့နေရာဖြစ်ပါတယ်Query features ကတော့ကိုကလစ်နှိပ်လိုက်တဲ့ feature တစ်ခုချင်းစီရဲ့အသေးစိတ်အချက်လက်တွေကိုကြည့်နိုင်တဲ့ tool ဖြစ်ပါတယ်။ feature တွေကိုတည်ပြီးသွားပြီဆိုရင်တော့ကိုယ်တိုင်စမ်းသပ်လုပ်ဆောင်နေတာတွေကိုပြောပြပါမယ်။ကိုနေထိုင်တဲ့မြို့ဒါမှမဟုတ်ရပ်ကွက်ကိုမြေပုံပေါ်မှာချက်ပြီးတော့ဘယ် feature တွေကိုဘယ်လောက်ထိစုံအောင်ရေးဆွဲထားတာလဲဘယ်နေရာတွေမှာလိုအပ်နေသေးလဲဆိုတာကိုရှာကြည့်နိုင်ပါတယ်အခုကတော့မကွေးမြို့ကိုရှာကြည့်လိုက်ပါမယ်နောက်တစ်ခုကတော့ search bar ကိုသုံးပြီးတော့ကိုနဲ့အနှံ့ဝေးရဲ့မြို့ကြီးတွေကိုရှာကြည့်ပါမယ်တောင်ကြီးမြို့ကိုရှာကြည့်လိုက်ပါမယ်နောက်တစ်ခုကတော့ layer ကိုသုံးပြီးတော့ map style တွေကိုပြောင်းသုံးကြည့်နိုင်ပါတယ်ဒီနေရာမှာဘယ် layer ကဘယ်အချက်လက်တွေကိုအဓိကဖော်ပြနေလဲဆိုတာကိုလေ့လာနိုင်ပါတယ်ဒါတွေလုံးကြည့်ပြီးသွားပြီဆိုရင်တော့ OpenStreetMap account ဖွင့်ပြီးတော့မြေပုံရေးဆွဲတဲ့နေရာမှာပို့ပြီးတော့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်အခြား OpenStreetMap ဆိုင်ရာဗီဒီယိုတွေကိုလည်း MyOS Channel မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။